ကားမောင်းသွားပါမယ်ဒါပေမဲ့ဒီနေ့ကတခြားနေ့နဲ့မတူရဘာဖြစ်လို့လဲဆိုရင်ဒီနေ့ရာသီဥတုရန်ဆူရွားပါပြီရာသီဥတုဌာနကနေဒီနေ့ရမုန်တိုင်းရှိနိုင်တယ်လို့သူတို့ခန့်မှန်းထားတယ်ဒီမှာဆိုရင်ကျွန်တော်ရဲ့ Dodas company ကနေပါကျွန်တော်နေတဲ့ area တော့ဖိုင်နာကအန်ဒရီရှိနိုင်တယ်လို့စာပူထားပါဒါပေမဲ့ဒီလူချင်းနေမျိုးကြရင်များသွားဖြင့်လူတွေအိမ်ထဲမှာနေကြဆိုတော့ဒီလူချင်းနေမျိုးကမှကျွန်တော်ကကားမောင်းထွက်ပါမယ်ဘာမှကွာခြားတာလဲကျွန်တော်နဲ့တူလိုက်လာခဲ့ကြပါအောင်ဗျထွက်ချင်းမှာရတီတူရတော့မြင်တဲ့အတိုင်းပါပဲဗျမိုးတွေတော်တော်ရွာနေပါတယ်ကျွန်တော်ရဲ့ပထမဆုံး order ကိုတွားယူပါမယ်ထင်တဲ့အတိုင်းဖြစ်စီတွေတော်တော်များပါတယ်ဗျနင်းဒီ order တော့သူတို့ကအနည်းဆုံး$18နဲ့ထပ်ပေးထားပါတယ်သူတို့ company ဖက်ကနေပါတစ်ခါမောင်းတယ်ဆိုရင်အပူဒေါ်လာဘယ်လောက်ရမလဲဆိုတာ offer ထားပါတယ်အတူတူကလည်းအရန်ဆိုးနေတယ်ဆိုတော့သူတို့ပေးထားတဲ့ payment တွေကလည်းတာမန်မျိုးတွေထပ်စားလိုက်သူတို့ပေးထားပါတယ်တော်တော်လေးတန်ပါတယ်သူများကောင်မလေးပေးဖို့ယူပေးနေတာပါမုန်တိုင်းဝင်လာတော့မသိဘူးဒါနေချင်းတောင်းချင်းမှာကြတော့အောင်ပါလိုင်းတွေနောက်မှကြောက်ရောက်ထိုင်နေလို့တောင်းစားရဒီဆိုင်မှာဆိုရင်လည်းတစ်ဆိုင်လုံးမှကျောင်းသူတယောက်ပဲလုံးနေပါဒီမှာခဏတော့ college ကျောင်းသူကျောင်းသားတွေသူတို့ဝေတော်ပေးဖြစ်အလုပ်တွေဝင်လုပ်ကြပါညနေဖက်တော့ရတီတူတော်တော်ပြန်ကောင်းလာပါတယ်ဒီဆိုင်ထဲမှာမွေးထားတဲ့ကြွက်တွေတော်တော်ကြီးရဲ့ဗျဒီရောင်စုံချက်တူရွေးလေးတွေတော်တော်ချစ်ဖို့ကောင်းတယ်ဒီလူတိုင်အင်ကြားမှာရှိတဲ့ဆိုင်တွေကသူတို့ address နဲ့ဆိုင်ရောက်တဲ့ team မပြထားဘူးဆိုတော့ရှာရတာတစ်ခါလေးကျန်တော်တော်လေးခက်ပါတယ်ဗျရလည်းတော်တော်နဲ့နေပြီဆိုဒါပြီးကျွန်တော်လည်းအိမ်ပြန်ပါတော့မယ်ဟုတ်ကဲ့ကျွန်တော်အိမ်ပြန်ရောက်ပါပြီဗျကျွန်တော်ဒီနေ့ကားမောင်းတဲ့ချိန်ကတော်တော်လေးကြာခဲ့ပါတယ်ကျွန်တော်မနေ့8နာရီခွဲလောက်နေထွက်ပြီးတော့အခုည10နာရီရောက်နေပြီဆိုတော့ကျွန်တော်ဒီနေ့ကားမောင်းတဲ့စုပေါင်းအချိန်က12နာရီလောက်ထိရှိပါတယ်ကျွန်တော်ထင်ထားတာထက်ကိုဒီနေ့အများကြီးရခဲ့တယ်ဗျဟုတ်ကဲ့ပါကျွန်တော်ဒီနေ့12နာရီလောက်မောင်းတာ app ကနေဆိုရင်ကျွန်တော်390ရပါတယ်ပြီးကျွန်တော် cash နဲ့$21ရပါတယ်ဗျဒါပေမဲ့ကျွန်တော်ဒီနေ့ကဒေါ်လာ40ဖုထည့်တာတက်စီအကုန်သွားပြီဆိုတော့ကျွန်တော်စုပေါင်း350ဝန်းကျင်ရပါတယ်မြန်မာငွေနဲ့ဆိုရင်15သိန်းဝန်းကျင်လောက်ပေါ့ဒီလူမျိုးရဖို့ဆိုတာတာမန်နေ့တွေမှာကျွန်တော်တွေ့တော့မဖြစ်နိုင်ပါဘူးသူများတွေတော့ရချင်ရမှာပေါ့ဥပမာနဲ့ Good Friday တို့အဲ့လိုမျိုး Christmas တို့အဲ့လိုရာတူတူဖောက်ပြန်တဲ့နေ့တွေမှာကျွန်တော်ရနိုင်ပါကျွန်တော် Android တွေကြောင်းမုန်တိုင်းတွေရှေ့ကြောင်းမှာအဲ့လိုမောင်းပြီးတော့350ရတာတန်တယ်လို့ထင်လားမတန်ဘူးလို့ထင်တာမိတ်ဆွေတော့မြင်လေးတွေကျွန်တော် comment အောက်မှာဝင်ရောက်ဆွေးနွေးပေးကြကြောက်ခွင့်တိုက်ရိုက်ခံပါကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေတွေအကုန်လုံးလည်းအထူးကျေးဇူးတင်ပါနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြမယ်ဗျအားလုံးပဲကောင်းသွန်တဲ့ခင်းလေးပိုင်ဆိုင်ကြပါစေ